ဒါကိုအနီးကပ်ကြည့်လိုက်ပါဒါဟာ AI ဗီဒီယိုတစ်ခုမဟုတ်ပါဘူးတရုတ်နိုင်ငံရဲ့တောင်တန်းဒေသအစစ်မှန်တစ်ခုပါဒီနေရာကိုပူတင်ခရိုင်လို့ခေါ်ပြီးတရုတ်နိုင်ငံအနောက်တောင်ပိုင်းကွေ့ကျိုးပြည်နယ်မှာတည်ရှိပါတယ်အရင်တုန်းကဒီတောင်တန်းတွေဟာကြောက်ဆောင်ထူထပ်ပြီးကြမ်းတမ်းခဲ့ပေမဲ့ဒီနေ့မှာတော့အေယာမအတိုင်းတာနဲ့နေအောင်ကြီးစွမ်းအင်သုံးဆိုလာပြားတွေဖုံးလွှမ်းသွားပါပြီဆိုလာပြားတန်းပေါင်းများစွာကိုတောင်ဆောင်တွေမှာတက်ဆင်ထားပြီးဆိုလာပြားတစ်ချက်စီကိုနေအောင်ကြီးအများဆုံးရရှိအောင်စီမံထားပါတယ်ဒီဆိုလာပြားတွေကနေထုတ်လုပ်လိုက်တဲ့လျှက်စစ်တပ်အားကိုမြို့ကြီးတွေနဲ့စက်မှုဇုံတွေစီဓာတ်ရိုက်ပို့လွှတ်ပေးပါတယ်တရုတ်နိုင်ငံဟာဆိုလာစွမ်းအင်အတွက်ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ခြင်းအပြင်ဒေတာကိုအဓိကအနေနဲ့ပြန်လည်ပြည့်ဖြိုးပြီးစွမ်းအင်ချက်ချနေရအဖြစ်ပြောင်းလဲလိုက်ပါတယ်အရေးကြီးဆုံးကဒီဆိုလာစီမံကိန်းတွေဟာဒေတာခံတွေအတွက်အလောက်ကန်တွေဖန်တီးပေးခဲ့ပြီးတစ်ချိန်ကအသုံးမပြုနိုင်တဲ့လောက်ဖြစ်ခဲ့ကြတဲ့မြေတွေဟာအခုချိန်မှာတော့အကျိုးဖြစ်ထွန်းစေတဲ့မြေတွေဖြစ်လာခဲ့တာပါပဲဒါကြောင့်လေတရုတ်နိုင်ငံဟာကမ္ဘာအကြီးဆုံးနေအောင်ကြီးစွမ်းအင်ထုတ်လုပ်တဲ့နိုင်ငံတွေကတနိုင်ငံအဖြစ်သတ်မှတ်ခံရတာဖြစ်ပါတယ်အင်ဒိုနီးရှားမှာစံစပါးအထွက်နှုန်းဒီလောက်မြင့်မားရတဲ့အကြောင်းရင်းကဒီနေရာစတင်တာပါလယ်သမားတွေဟာရွှွန်စည်းလူထားတဲ့ပြိုးခင်းတွေပေါ်မှာစပါးစေတွေကိုညီညီညာညာကျဲချပါတယ်ရက်အနှဲငယ်အကြာမှာတော့ပြိုးပင်လေးတွေစတင်ပေါက်ရောက်လာပါတယ်ဒီပြိုးပင်လေးတွေကိုရွှွန်ထဲကနေနှုတ်ယူပြီးအစင်သစ်ဖြစ်တဲ့အချိန်ထိရေထဲမှာထိမ့်သိမ်းထားပါတယ်ပြီးရင်တော့လယ်သမားတွေကကာဗာဆာတွေနဲ့ဖုံးအုပ်ထားတဲ့လယ်ကွင်းတွေထဲမှာစိုက်ပျိုးကြပါတယ်ဒီကာဗာဆာတွေဟာမြေစီလွှာအဆိုဓာတ်ကိုကြာရှည်စွာထိမ့်သိမ်းပေးပြီးပေါင်းပင်တွေမပေါက်ရောက်အောင်လည်းကာကွယ်ပေးပါတယ်ဒီလိုနည်းအားဖြင့်စပါးပင်တွေဟာပိုမိုလင်းမြန်စွာကြီးထွားလာပြီးအထွက်နှုန်းဟာလည်းတိတိတတ်တာတိုးတက်လာတာဖြစ်ပါတယ်